အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Playpage Channel ရဲ့ကြိုဆိုလိုက်ပါတယ်ဒီညတစ်ဆက်ပေးမှာတော့အဝေးပြီးညမဘောကတညတာဖြစ်ပါတယ်ကိုကသူ့ရဲ့ကားအသစ်လေးနဲ့ရန်ကုန်မန္တလေးအမြန်လန်တိုင်းညဘက်တယောက်တည်းမောင်းလာခဲ့ပါတယ်အမြန်လမ်းရဲ့103မိုင်နာရောက်တဲ့အခါမှာလမ်းမိတ်ကဈေးအိုကြီးတစ်ခုထဲမှာလူတစုကတမင်ဝိုင်းကြီးနဲ့ပြပပစားတောင်းနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်ကနီးနဲ့တကောင်ကြောင်ဖြစ်နေပြီဒီအချိန်ကြီးမှာလူတွေဘာလုပ်နေကြပါလဲလို့ကိုကအံ့ဩသွားပေမဲ့ခီးမဆိုင်ပဲမောင်းထွက်လာခဲ့ပါတယ်။အနေနဲ့ငယ်မောင်းရဲ့အခါကိုရဲ့ကားရဲ့နောက်မှန်ထဲမှာထူးဆန်းတဲ့မြင်ကွင်းတစ်ခုပေါ်လာပါတယ်။ကားနောက်ခန်းထဲမှာအဖြူရောင်ဝတ်စားတဲ့လူတစ်ယောက်ထိုင်နေတာကိုသတိထားမိလိုက်ပါတယ်။ကိုလည်းအလန့်တကြားနဲ့အနောက်ကိုလှည့်ကြည့်လိုက်ချိန်မှာတော့ဘယ်သူမှရှိမနေပါဘူး။ကိုလည်းစိတ်ထင်တာပါဆိုပြီးကားကိုပဲစိတ်နေပြီးတော့ဆက်မောင်းလာခဲ့ပါကိုကကားကိုမိုင်းနဲ့အနေငယ်ဆက်မောင်းပြီးခဏကြာမှာပဲသူဖြတ်ခဲ့တဲ့103မိုင်နဲ့ဈေးအိုကြီးကြီးပြန်ရောက်နေပါတယ်ဈေးအထဲမှာလူတွေကလည်းခုနထက်ပိုများလာပြီးအားလုံးကကိုကောင်လှမ်းကြည့်ပြီးတော့လက်ရက်ခေါ်နေကြပါတယ်အဲ့အချိန်မှာကိုသတိထားမိလိုက်တာကဈေးအထဲကလူတွေရဲ့မျက်နှာဘာမှမပါပဲပြောင်ရည်ဖြစ်နေပါတယ်ကိုလည်းအိမ်မြင်ကိုမြင်ပြီးအရန်ထိတ်လန့်ပြီးတော့အရှိကိုပဲဆက်ပြီးတော့အရှိန်နဲ့မောင်းနေလာခဲ့ပါတယ်အဲ့ဒီချိန်မှာပဲကားရဲ့အနောက်မှာတယောက်ကလိုက်လာတော့ကိုသတိထားမိပါတယ်ကိုလဲကြည့်လိုက်တဲ့အချိန်မှာတော့ခေါင်းကပါပဲကိုလုံးပဲရှိတဲ့လူတယောက်ကကိုရဲ့ကားနောက်ကိုပြေးလိုက်နေပါတယ်သူ့ရဲ့အရှိန်ကလည်းအယမ်းမြန်တဲ့အတွက်ကိုကားအရှိန်မြဲမောင်းနေတော့မှကားကိုလိုက်မိလာပါတယ်လိုက်မိလာတဲ့အချိန်မှာပဲကားရဲ့ခေါင်းမိုးတော်ကိုခုန်တက်ပြီးတော့အပေါ်ကနေထုကြိုက်ပြီးတော့ငါတို့နဲ့တမင်လာစားပါကွာဆိုပြီးကိုစမပြက်ကိုပြောနေပါတယ်အဲ့ဒီအချိန်မှာပဲကိုရဲ့ကားဟာလည်းရုတ်တရက်တစ်ပင်နဲ့ဝင်တိုင်းမိပြီးတော့ကိုလည်းတတိငြိမ်ရောသွားပါတော့တယ်နောက်တစ်နေ့မနက်ကိုသတိရတာတော့ဆေးရုံပေါ်ရောက်နေပါတယ်ညကအဖြစ်ဘက်ကိုပြန်ပြောပြတော့103မိုင်နားမှာကားမတော်စားမှုပြီးတတိငြိမ်ရောနေတဲ့ကိုအနောက်ကကားတစ်စီးကတွေ့ပြီးတော့ကိုကြီးပြီးတော့နီးစရာဆေးရုံကိုပို့ထားပေးတာဖြစ်ပါတယ်ထို103မိုင်ကလည်းမတော်တဆမှုများခဏဖြစ်ပြီးလူအသေးပြောင်းနေရတဲ့အတွက်ကိုအခုလိုထိခိုက်တိုင်ရနည်းနည်းလေးရတဲ့အတွက်ကံကောင်းတယ်လို့ပြောနေကြပါတယ်ကိုကတော့ညကကြုံတွေ့ရတဲ့အဖြစ်အပျက်တွေကိုပြင်မြင်အောင်ပြီးတော့စက်တင်ထားမိနေပါတော့တယ်ဒီလိုမျိုးကြောက်စရာကောင်းတဲ့ဇလန်းတွေကိုနားထောင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Playpage Channel တွေကို Like and Follow လုပ်ခဲ့ပါဦးခင်ဗျာ